ရောင်းမတော်ကဒီစာအုပ်ကိုနားလည်ပုံအနည်းငယ်ကွဲပြားနေတာပဲဒီအတိတ်ပဲမျိုးကိုဆရာကြီးတဦးရဲ့မိတ္တူစာအုပ်ထဲမှာမြင်ဘူးသလိုပဲကျမမောကြည့်လိုက်တော့ကျမကိုအဆက်ကွဲခြင်းကနေကယ်ပေးခဲ့သူဟာပေး၍အမုန်းဆုံးလူဖြစ်တဲ့မားကွက်အိမ်တော်ရဲ့အမွေဆက်ခံသူပေးရင်ဖြစ်နေတယ်အခန်းထဲပြန်ရောက်တော့ကျမပေး၍ရဲ့ရင်ခွင်ထဲဝင်ပြီးဝမ်းနေစွာပြောလိုက်တယ်ဒီနေ့ကျမအဆက်ကွဲနေတော့ကဘာလို့မကူညီခဲ့တာလဲအကိုကြီးသာမရှိရင်ဒီညကျမတကယ်အဆက်ကွဲသွားမှာပေး၍ရဲ့မျက်နှာချက်ချင်းပေါင်မဲသွားတယ်ဒီအိမ်တော်တစ်ခုလုံးမှာငါအမုန်းဆုံးလူကပေးရင်ပဲဒီညမင်းကြောင့်သူ့ရှေ့မှာငါမျက်နှာပြဲရတယ်အခုတောင်သူ့အကြောင်းပြောရဲသေးတယ်ပေါ့ကြပြပွဲမှာဒီလောက်ကောင်းတဲ့ကြပြရေးနိုင်တဲ့သူကဒီလောက်လွယ်တဲ့ရှေးဟောင်းစာအုပ်ကိုတောင်ဘာလို့နားမလဲတာလဲဒါမှမဟုတ်အဲ့ဒီနေ့ကကြပြကိုမင်းမရေးခဲ့တာလားသူကကျမရဲ့လက်ကောက်ဝတ်ကိုဆွဲကင်ပြီးအတန်မြင့်ကမေးခဲ့တယ်အဲ့ဒီအချိန်မှသူကအဲ့ဒီကြပြကြောင့်ကျမကိုလက်ထပ်ခဲ့တာကိုနားလဲသွားတယ်ကျမကြောင်သွားပြီးကြပြရေးခဲ့တာကျမမဟုတ်ဘူးဆိုရင်ရှင်ကျမကိုမချစ်တော့ဘူးလားလို့မေးလိုက်တယ်ဟုတ်တယ်သူ့ရဲ့အဖြေကပြတ်သားလွန်းတယ်ကျမရဲ့နှလုံးသားကရေခဲတုံးလိုအေးခဲသွားခဲ့တယ်မျက်ရည်ကိုအတင်းထိန်ထားရင်ကျမဒေါသတကြီးပြောလိုက်တယ်အဲ့ဒီကြပြကိုအမကကျမအဆက်မကွဲစေခြင်းလို့ရေးပေးခဲ့တာရှင်ကကျမကိုမကြိုက်ဘူးဆိုရင်ကျမတို့လမ်းခွဲလိုက်ကြရအောင်အဲ့ဒီနေ့ကစပြီးပေးရီကစာကြည့်ခန်းမှာပဲတွားအိတ်ခဲ့တယ်ကျမကတော့စောင်းကိုဖတ်ထားရင်မျက်လုံးတွေညီရဲလာတဲ့အထိငိုခဲ့ရတယ်အဲ့ဒီနောက်ပိုင်းမှာပေးရီကကျမကိုမရှိတဲ့လူတစ်ယောက်လိုသဘောထားပြီးလစ်လူရှုခဲ့တယ်ကျမကလည်းငယ်စဉ်ကတည်းကအမရဲ့အဖိုးတန်ယတနာလေးလိုမယူဆိုင်ခံခဲ့ရသူဖြစ်တာကြောင့်သူ့ရဲ့အေးဆက်မှုကိုတီးမခံနိုင်ခဲ့ဘူးဒါကြောင့်ကျမလည်းမျက်နှာထားတင်းတင်းနဲ့သူ့ကိုဖုံဖုံတဲမှုန့်လောက်တောင်အေးမထားတော့ပဲပြန်ဆက်ဆံခဲ့တယ်ကျမတို့နှစ်ယောက်ကြားကအေးဆက်နေတဲ့ဆက်ဆံရေးကိုအိမ်တော်ရဲ့အဖွားကြီးသတိထားမိသွားပြီးပေးရီကိုခမ်းမကြီးတဲ့ခေါ်ကပြင်းပြင်းထန်ထန်စူပူခဲ့တယ်အဲ့ဒီညမှာတော့စာကြည့်ခန်းမှာပဲနေခဲ့တဲ့ပေးရီကကျမအခန်းကိုပြန်လာခဲ့တယ်သူကကျမရဲ့ရုန်းကန်မှုကိုလုံးဝဂရုမစိုက်ပဲခါးစီကိုအတင်းဖြုတ်ပစ်လိုက်တယ်သူ့မျက်လုံးတွေကဒေါသကြောင့်နေရဲနေတယ်ကြပြပွဲနေ့ကမင်းသာလှည့်စားမထားခဲ့ရင်ငါမင်းကိုဘယ်လိုလုပ်လက်ထပ်မလဲပေးရင်ရဲ့ဇနီးကတော့တေချာပေါက်ပညာတတ်ပြီးထူးချွန်တဲ့မိန်းကလေးဖြစ်မှာပဲငါကသူ့ထက်နေရာတိုင်းမှာနှိမ့်ကြနေရတာသူ့ဇနီးတောင်ဒီအိမ်တော်ထဲဝင်လာရင်မင်းကိုမြေမှုန့်လိုနင်းချပြီးငါ့ကိုလည်းမျက်နှာပြက်စေလိမ့်မယ်မင်းကိုလက်ထပ်ခဲ့တာကိုငါအယမ်းတောင်တတ်ရတယ်ငါဇနီးဆိုတာမင်းလိုအပြင်ပန်းလာပေမဲ့ပညာဘ ഹു တုတတစ်စက်မှမရှိတဲ့မိန်းကလေးမျိုးမဖြစ်သင့်ဘူးသူကအေးဆက်စွာကျမကိုစိုက်ကြည့်ပြီးဆက်ပြောတယ်ဆွေ့ဆွေ့ငါ့ကိုလက်ထပ်မယ်လို့အတင်းတောင်းဆိုခဲ့တာမင်းပဲဒါကြောင့်နောက်မှငါမင်းကိုဘလို့ပဲဆက်ဆံမင်းပြီးခံရမယ်အဲ့ဒီနေ့ကစပြီးပေးရီဟာညတိုင်းကျမအခန်းကိုလာခဲ့တယ်သူကမပင်ပန်းနိုင်တယ်လို့ကျမကိုအတင်းကျပ်ဖက်တွယ်နေတတ်ခဲ့တယ်ကျမကမလိုလားခဲ့ဘူးဒါပေမဲ့သူကကျမရဲ့မေးစေးကိုအတင်းညစ်ကင်ပြီးနှုတ်ခမ်းကိုအတင်းနှမ်းခဲ့တယ်နန်းရင်းနဲ့လည်းအထင်သေးတဲ့လေတံနဲ့တိုးတိုးပြောခဲ့တယ်တရားဝင်ဇနီးတစ်ယောက်မှရှိတဲ့ရင်ကျေးတိမ်မွေးမှုဂုံတိတ်ခါတွေမင်းမှာတစ်ခုမှမရှိဘူးမင်းမှာဆွဲဆောင်မှုရှိတဲ့အပြင်ပန်းပဲရှိတယ်အဲ့ရပေါ်မှာပဲအသုံးဝင်နေသူအခုမှဘာလို့ဟန်ဆောင်ပြီးတတိရှိတဲ့မိမလိုလုပ်ပြနေတာလဲသူ့စကားတခွန်းချင်းစီကကျမရဲ့နှလုံးသားကိုဓာတ်နဲ့ထိုးသလိုနာကျင်စေခဲ့တယ်မျက်ရည်တွေကလည်းအဆက်မပြတ်စီးကျလာတယ်ဒါပေမဲ့ပေးရီကတော့ကျမရဲ့ငိုတန်ကိုမကြားသလိုပဲလစ်လူရှုထားပြီးသူ့လက်ကပိုတောင်အားထည့်လာခဲ့တယ်ကျမထိတ်လန့်ကြောက်ရွံ့နေခဲ့တယ်ဘလို့ပဲဖြစ်ဖြစ်ထွက်ပြေးဖို့ဆုံးဖြတ်လိုက်တိုင်းအမှုထမ်းရေးဝန်ကြီးဌာနမှာယာရုကြီးရှိတဲ့ပေးရီကအမြဲအမရဲ့ခင်ပွန်းအလုပ်ကင်ကိုချင်းချောက်တတ်တယ်ငါခွင့်ပြုချက်မရှိပဲမားကွက်အိမ်တော်တကားကိုတလန်းတောင်ကြော်ထွက်ရဲရင်မင်းအမနဲ့ယောက်ျားကိုလင်နံဒေတာမှာတသက်လုံးစင်းရဲငတ်မှုအောင်လုပ်ပြမယ်ဒါကြောင့်ရေကန်နဲ့ထဲနစ်မြုပ်သေးဆုံးခါနီးနောက်ဆုံးချိန်မှာကျမစိတ်ထဲဝေဝါးစွာဆူတောင်းမိခဲ့တယ်